ဒီဗီဒီယိုကြည့်နေတဲ့သူရဲ့လက်ရှိချစ်ရေး energy ကို tarot နဲ့ oracle ကတ်လေးတွေကနေတဆင့်လိုက်ပြီးတော့ကြည့်ကြည့်ရအောင်ဒီ collective ကလက်ရှိမှာအဆက်အသွယ်ပြတ်နေတဲ့ no contact ဖြစ်နေတဲ့သူတွေပါလိမ့်မယ်နောက်ပြီးတော့ twin flame လိုမျိုး soulmate လိုမျိုး energy တွေကိုတွေ့ရတယ်ဒီနှစ်ယောက်ကစပြီးတော့တွေ့တဲ့အချိန်တုန်းကဆိုလို့ရှိရင်အချစ်ဆိုတာကိုဘာမှမသိသေးဘဲနဲ့အရန်ငယ်သေးတဲ့အချိန်မှာတွေ့ခဲ့ရတယ်soulmate ပဲဖြစ်ဖြစ် twin flame ပဲဖြစ်ဖြစ်ဘယ်လို connection မျိုးမဆိုတွေ့တဲ့ချိန်မှာတစ်ဖက်ဖက်က ready မဖြစ်သေးဘူးဆိုလို့ရှိရင်ဒါ separation phase ပေါ့နော်ပြန်ပြီးတော့မှခဏတာဝေးကွာရတဲ့အခြေအနေကိုဖြတ်တန်းရတယ်ပေါ့နော်အဲ့လိုချိန်တွေဆိုလို့ရှိရင်နှစ်ဖက်လုံးအတွက်ကအရန်ခက်ခဲတယ်အခုဒီ connection မှာဆိုလို့ရှိရင်လည်းနှစ်ယောက်က no contact ဖြစ်နေတဲ့အဆက်အသွယ်ပြတ်နေတော့ညာလည်းပဲတစ်ဖက်လူကဆိုလို့ရှိရင်သူမရှိဘဲနဲ့ကိုကပျော်နေသလားအမြဲတမ်းပေါ့နော်သူစိတ်ထဲမှာလည်းကိုကရှိနေတယ်ပြီးလို့ရှိရင်အခုမှသာလင်သူကဒီနှစ်ယောက်ရဲ့ connection ကိုပို့ပြီးတော့မှတေချာနားလည်လာတယ်ပေါ့နော်အစပိုင်းတုန်းကတော့ဒီတိုင်းအပေါ်ရန်အပျော်လေးပဲတွဲတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ပေါ့ပပလို့ထင်ပြီးတော့မှဒါပေမဲ့ကိုနဲ့ချိတ်ဆက်မိတဲ့အချိန်မှာသူကအရန်ကိုမှ deep ဖြစ်တဲ့ခံစားချက်တွေဖြစ်လာတဲ့ခါမှာအစင်သင့်မဖြစ်သေးဘူးဆိုလို့ရှိရင်ကြောက်ပြီးတော့မှထွက်ပြေးတယ်ဒီမှာrunner နဲ့ chaser energy တွေကိုလည်းတွေ့ရတယ်ဒီလိုမျိုးခွဲခွာနေရတဲ့အချိန်မှာနှစ်ယောက်လုံးကသူတို့ဘဝရဲ့သင်ယူစရာရှိတဲ့သင်ခန်းစာတွေကိုတဦးချင်းစီတီးတန့်သင်ယူနေရတဲ့အချိန်ဖြစ်တယ်အခုချိန်မှာဆိုလို့ရှိရင်လည်းတစ်ဖက်လူကသူ့ဘဝမှာတခြားသောအခန်းကဏ္ဍတွေဖြစ်တဲ့ငွေရေးကြေးတွေအလုပ်ကိုင်နေမှာအခက်ခဲတွေကြုံတွေ့ကောင်းကြုံတွေ့နေရနိုင်တယ်ဒါတွေကိုလည်းသူဘယ်လိုမျိုးကင်တွယ်ပြီးတော့ဖြည့်ရှင်းရမလဲအဲ့ဒီဟာတွေကိုသင်ယူပြီးတော့မှဖြည့်ရှင်းနေရတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒီလိုမျိုး separation ဖြစ်နေတဲ့ကာလမှာနှစ်ဖက်လုံးကိုသင်ယူရမယ့်သင်ခန်းစာတွေလုံးဝပေါ့နော် mental stability emotional stability ရအောင်universe ကလေ့ကျင့်သင်ကြားပေးနေတဲ့ဒီအချစ်ရေးမြတ်တာရေးမှမဟုတ်ဘူးပေါ့နော်ကိုဘဝရဲ့တခြားအခန်းကဏ္ဍတွေမှာကိုဘယ်လိုဆုံးဖြတ်လဲဘယ်လောက်ထိစိတ်ပိုင်းဆိုင်ရာရင့်ကျက်လာပြီလဲစတဲ့သင်ခန်းစာတွေကို university ကနေပြီးတော့မှလေ့ကျင့်သင်ကြားပေးခြင်းခံနေရတဲ့ကာလဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချိန်လေးကိုကောင်းမွန်စွာနဲ့ကိုကသင်ယူရမယ့်သင်ခန်းစာတွေကိုသင်ယူပြီးတော့မဖြတ်တမ်းမဲနဲ့အခုဝေးကွာနေရတဲ့ကာလမှာစိတ်ထွက်ပေါက်နေနဲ့တော့၎င်းမျိုးစုံပေါ့နော်တခြားတရားနဲ့တွဲလိုက်တာတခြားအပျော်တွေကိုစိတ်ပြေလက်ပြောက်ပြေရပြေချောင်းပေါ့နော်တခြားမှာအပျော်ရှာတာမျိုးတွေလုပ်လို့ရှိရင်ဒီလိုမျိုး separation ကာလကပို့ပြီးတော့ကြာနေလိမ့်မယ်ပေါ့နော်ဆိုတော့ permanent reunion ပြန်ရချင်တယ်မြန်ရချင်တယ်ဆိုလို့ရှိရင်တော့ဒီကာလမှာကိုသင်ယူရမယ့်ဟာတွေကိုတခြားမြင်အောင် reflect လုပ်ပြီးတော့မှသင်ယူစေချင်တယ်ဒီလိုမျိုး separation ကာလကိုကောင်းမွန်စွာဖြတ်တန်းထားတဲ့သူတွေဆိုလို့ရှိရင်တော့ပြန်တွေ့ရတဲ့ချိန်မှာနှစ်ယောက်လုံးအရန်ကိုမှအောင်မြင်ပြီးတော့ပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်နိုင်ပါလိမ့်မယ်ဆိုတော့အခု separation ကာလကိုအကောင်းဆုံးဖြတ်တန်းမှုအတွက်အကြံပေးချင်ပါတယ်ဒီ reading လေးကကိုနဲ့ resonate ဖြစ်တဲ့ energy guide တွေဆိုလို့ရှိရင် comment မှာပြောသွားခဲ့ပြီးပါ